အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘဟုတုတ္တနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့အားလုံးကိုသတိထားပါဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်မှားတယ်လို့လက်ညှိုးထိုးတဲ့သူတွေကိုမေးလိုက်ပါကိုယ်တိုင်ကဘယ်နှခါများမှန်ဘူးကြပြီလဲလို့ဘယ်သူကိုမှမနာလိုစိတ်နဲ့မတိုက်ခိုက်ပါနဲ့လူချင်းတူပေမဲ့ဘဝချင်းမတူတဲ့အခါရှုံနေတတ်ပါတယ်လူဘဝကြီးမှာတနာညာတာတတ်တဲ့သူကလိန်ညာသူနဲ့တွေ့ရတယ်တန်ရောစင်ကြီးတဲ့သူကအနိုင်ယူသူနဲ့တွေ့ရတယ်ဂုံတိတ်ခါကိုတန်ဖိုးထားတဲ့သူကရုပ်မာသူနဲ့တွေ့ရတယ်မင်းအပေါ်လူတွေကောင်းတယ်ဆိုတာသူတို့အတွက်မင်းကအသုံးချနေသေးလို့ပါသူတို့အတွက်အသုံးမဝင်တော့ရင်မင်းကိုစွန့်လွတ်ကြလိမ့်မယ်အရင်အချင်းရှိတဲ့သူဆိုတာပြစ်တိုင်းထောင်ပါပဲဘယ်သူတွေစွန့်ပစ်ထားတာဘဝကိုတဲမဲ့အောင်ထောင်ထားနိုင်စွမ်းရှိတယ်ပတ်ဝန်းကျင်မှာခြေထိုးခန့်တဲ့လူရှိတယ်တွန်းချမဲ့လူရှိတယ်ဂုံတိုင်းမဲ့လူရှိတယ်ကြောက်တွန်းမဲ့လူရှိတယ်ဆွဲထူမဲ့သူတော့ရှားတယ်ဆိုတာမမေ့ပါနဲ့ခင်ဗျာကျွန်တော်ကအကိုငယ်ပါ